ဒီမနေ့ကတော့ပဲနေသီးတာလပေါ်လေးပါစီပဲနေသီးပေါ်တဲ့အချိန်ဆိုတော့တာလပေါ်ချက်စားမယ်ကရင်ဟင်းတာလပေါ်လေးပါပဲနေသီးတာလပေါ်လေးပါဒီမနေ့ကတော့ပဲနေသီးပေါ်တယ်လေဒီအချိန်တော့ချက်တူနေချက်တူဖြူတဲ့ခေါင်းသားပြီးတော့နည်းနည်းစီစားလိုက်မယ်ပေါ့နော်နည်းနည်းစနေမနည်းနည်းထည့်သမီးနည်းနည်းတော့နဲ့ရပြီနောက်တော့ပဲနေသီးလာခဲ့သမီးပဲနေသီးပေါ်တယ်ဆိုတော့ဒီလိုမျိုးရပဲနေသီးတော့အိုးကကြီးနဲ့သိတဲ့အတိုင်းပဲလေခွဲသားများတယ်ဆိုတော့များစားရတာသမီးစိတ်ကိုပြလာခဲ့သမီးနောက်တော့အသားမုတ်တော့ဆိုးလေးစားလာခဲ့တယ်သမီးများတယ်ဆိုရပြီရေထဲသမီးရေလာထဲသမီးတာလပေါ်ဆိုတော့ဒီလိုမျိုးပေါ့နော်အကောတော့ထဲလိုက်သမီးသူငူရအောင်ပေါ့နော်တာလပေါ်ဆိုတော့ဒီလိုမျိုးချက်တယ်အဖောက်ပိုက်လိုက်သမီးရုပ်ပဒီဒီထဲလိုက်မယ်တာလပေါ်ဆိုတော့ရုပ်ပဒီဒီထဲရတယ်ပေါ့နော်နောက်တော့မူထဲလိုက်မယ်နောက်တော့ခရမ်းချီဒီထဲလိုက်မယ်ပဲနေဒီကအခုပေါ်တယ်ဆိုတော့ဒီအတော်နေတဲ့အရာတစ်ခေအရာပဲနေဒီပင်စီတယ်လေအဲ့ဒါပဲနေဒီပင်စီတယ်ဆိုထုတ်ရွက်ထဲလိုက်မယ်ရပြီမဲမွေလိုက်မယ်အများကြီးပဲပဲနေဒီမဝယ်ရအောင်ဆိုတော့အပင်စီတယ်ဆိုတော့တူဦးလေးထည့်ထားတယ်ဆိုတော့စားလို့ဆိုရင်တကယ်တော့ပိုက်အယောင်စားမယ်ဆိုရင်ခင်းစီလို့ဆိုရင်အယောင်အစိပ်ပြေတယ်ပေါ့နော်တရေစားလည်းမစားဆိုတော့တကယ်တော့ပိုက်စားလို့ဆိုရင်တာလပိုခင်းနဲ့စားပေါ့အဲ့လိုမျိုးပူမပူပဲအယောင်ပူတယ်ပစုံအရင်ထဲလိုက်မယ်လို့နော်ထဲတော့အဲ့ရုပ်ဒီစိတ်ထဲလိုက်မယ်ဒီစိတ်ထဲလိုက်မယ်တာလပိုခင်းလွယ်လေးပဲအယောင်ကောင်းတယ်သမီးအယောင်စားမိုက်တယ်တာလပိုခင်းอ่ะနားနေတိုင်းပစုံကျဲတော့မယ်ဒီစိတ်နဲ့အောက်လိုက်မယ်မွေးလေးပေါ့နော်အရင်တက်လပို့ခင်းရဒီလိုမျိုးလေးပင်စိတ်လေးထည့်ရတယ်အဲ့လိုမျိုးနောက်ပါနဲ့ထည့်လိုက်မယ်ဦးကြီးတယ်ဆိုတော့နောက်ပါမများထည့်ရတယ်လေအဲ့ဒါမွေးလေးနဲ့ချွေးအရင်ဦးကြီးလို့လေခင်ဦးကြီးတော့အရန်ပူတယ်ပူမပူပဲမွေးပဲတက်လပို့ခင်းအရန်ကောင်းတယ်လပို့ခင်းတော့ဦးဟာလေတနေ့ကတော့စားရတယ်ရဆူလာပြီဆိုတော့နည်းနည်းမြည်ကြည့်လိုက်မယ်ပေါ့လိုက်ငါလားဆိုတော့အတော်ပဲအယောင်ကောင်းတယ်တလပို့ခင်ကောင်းမှကောင်းကရင်တွေအကြိုက်တလပို့ချဲတာတော့တူတာတော့မသိဘူးပေါ့နော်အမတို့တလပို့ချဲတာအဲ့လိုမျိုးပေါ့နော်တခါတလေကျရင်အမစကားပြောလို့ဆိုရင်အဲ့မောတယ်လေခါတလေအမစကားပြောလို့ကောင်းတယ်စကားပြောလို့ဆိုရင်မပြီးနိုင်တော့ပြီးပါပြီစီ